ဒီနေ့ကတော့ကျက်သက်မြစ်ကလေးချက်စားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကျက်သက်မြစ်ကိုညှိနှိုင်းလေးပြအောင်ဗနီဂါနဲ့စားလေးထည့်ပြီးရေးဆေးပါတယ်ရေးဆေးပြီးတဲ့အခါမှာတော့ကျက်သက်မြစ်ကိုစနုံးမုံလေးနဲ့နေပြီးထားပါတယ်ပထမဆုံးကြိတ်ထားတဲ့ကျက်သွန်ဖြူနီတို့ကိုစနင်းမုံနဲ့ရောင်တင်မုံလေးထည့်ပြီးစီသက်လိုက်ပါတယ်စီသက်နံလေးမှွေးလိုက်ပြီဆိုရင်စနုံးမုံလေးနဲ့ထားတဲ့ကျက်သက်မြစ်လေးကိုထည့်လိုက်ပါမယ်စီသက်နှစ်ကလေးနဲ့ကျက်သက်မြစ်ကိုသမအောင်တေချာလေးရောမှွေးပေးလိုက်ပါတယ်ကျွန်တော်ကတော့အရသာအနေနဲ့ငပြာရည်နဲ့ငပိလေးနဲ့ငယ်ကိုထည့်လိုက်ပါတယ်ကျက်သက်မြစ်ကလေးနူးဤသွားအောင်လို့ရေလေးနဲ့ငယ်ထည့်လိုက်ပါမယ်အရသာလေးလိုတဲ့အတွက်ကျွန်တော်ကတော့ကျက်သားမုံနဲ့စားအုပ်ထည့်လိုက်ပါမယ်ရေလေးခဏပြီဆိုရင်အနံလေးမွေးသွားအောင်မဆလာလေးအုပ်လိုက်ပါမယ်ဒါဆိုရင်တော့အနံ့ရသာနဲ့ပြည့်စုံတဲ့ကျက်သက်မြင့်ဟင်းလေးရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာ